ကျွန်တော်တို့ကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး73အငယ်73မှာယခုတွင်ယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းဤသုံးပါးတည်လျက်ရှိ၏ချစ်ခြင်းမေတ္တာကအမြတ်ဆုံးဖြစ်တယ်ဒီနေ့ကျွန်တော်တို့နှလုံးသားတကားကိုဖွင့်ပြီးတော့ချစ်ခြင်းမေတ္တာနဲ့သွားရအောင်ချစ်ခြင်းမေတ္တာနဲ့သွားနံပါတ်1ယုံကြည်ခြင်းနဲ့သွားပါဘုရားသခင်ကိုပဲယုံကြည်နဲ့သွားပါဘုရားသခင်ကိုအနံ့နဲ့သွားပါနော်အခြေအနေကတော့မကောင်းပါခက်ခဲပါလေပင်ပန်းပါလေယုံကန်ရတဲ့အခြေအနေဖြစ်ပါတယ်အကြအတက်ကာလလည်းပဲဖြစ်ပါတယ်သို့တော်လည်းပဲဘုရားသခင်ကိုယုံကြည်ခြင်းနဲ့သွားပါကြာအင်းစိတ်ကြီးမှုကျွန်တော်ရောက်တဲ့အခါမှာသူတို့သင်းဦးဆရာတပါးတွေ့တယ်အင်မတန်ရုပ်ဆိုးတယ်ဒီဆရာကကရင်ဆရာကွာအရက်လည်းပုတ်ပုတ်သူ့ခေါင်းကလည်းတစ်ခါမှစပင်မတွေ့ဘူးအဲ့နဲ့ကျွန်တော်မေးတယ်ခင်ဗျားစပင်ဘာဖြစ်လို့ခဏခဏရိတ်တာလဲမရိတ်ဘူးတဲ့မွေးတဲ့ကစပင်မပေါက်ဘူးတဲ့ဟာအံ့ဩစရာပဲမပေါက်လဲမပေါက်စရာခေါင်းကလည်းပိန်ချိုင်ပြီးတော့ပုံပြက်ပန်းပြက်ကြီးနော်ဒီဆရာကိုကြည့်ရတာရုပ်ကတော့တော်တော်ကိုမကောင်းတာပဲနော်အဲ့တော့ခင်ဗျားဒီရွာမှာတင်းဦးဆရာလုပ်တဲ့အတင်းသားဘယ်လောက်ရှိလဲအတင်းသားတော့600လောက်ရှိပါတယ်။အော်တော်တော်များသားပဲ။ဟုတ်တယ်။ဒါပေမဲ့အဲ့ဒီတင်းဦးဆရာခင်ဗျားစာတက်လားဘယ်နှစ်တန်းလဲဆို4တန်းနဲ့။အော်ရုပ်ဆိုးတဲ့အပြင်စာလည်းမတက်ဘူးနော်။ဒါပေမဲ့ तू က special သွားတက်ပြီးတော့မှတင်းဦးဆရာလုပ်တာလိုအပ်ချက်ပဲ။အဲ့ဒီနေရာမှာ तू ကအတက်ထုံးပဲ။ကျန်တဲ့လူကစာမတက်ဘူး။ဘာဖြစ်လဲဆိုခဏတိုင်းပြည်မငြိမ်မသက်တဲ့အခါမှာနော်စာသင်ကြောင်းမရှိဘူး။ဒီလိုပဲသူတို့အသက်ရှင်ပြီးတော့မှဒီဖះเจ้าကသင်ပေးတဲ့စာလေးနဲ့ပဲသူတို့အသက်ရှင်တယ်နော်ဖះဗာလဲဓမ္မတချင်းအလွတ်နော်ကျမ်းစာအလွတ်ရတယ်နော်ဖတ်တတ်ဘူးဒါပေမဲ့လည်းရတယ်အဲ့တော့အဲ့ဒီအသင်းတော်မှာဒီသင်းဦးဆရာကြီးကသင်းဦးဆရာလို့တော့ကျွန်တော်ပြောတယ်ငါတို့အသင်းတော်မှာတဲ့ကျမ်းစာသင်တန်းလုပ်မယ်4ရက်လာခဲ့ပါကျွန်တော်လည်းသွားတခါမှမရောက်ဘူးနော်အဲ့ဒါနဲ့ရောက်တဲ့ကသူ့ခေါင်းကိုပဲကျွန်တော်ကြည့်နေတာသူ့ခေါင်းကတော်တော်ရုပ်ဆိုးပြီးတော့မှဒီခေါင်းကဆေးတာလည်းမတွေ့လျှော်တာလည်းမတွေ့ခဏနေတော့ကလေးတယောက်ကနေမကောင်းခေါင်းကိုက်လို့တဲ့အဖိုးရဲ့လာတယ်ခေါင်းကိုက်ရင်လာခဲ့ဆူတောင်းပေးတယ်ဆူတောင်းပေးပြီးတဲ့ခါကျတော့ရေတစ်ခွက်သွားယူပြီးတော့မှသူ့ခေါင်းကိုလောင်းကြက်လာတဲ့ရေကသူ့ခေါင်းကြီးအဲ့ဒါတောက်တယ်ဟိုကလေးကတောက်တယ်ပြီးတော့ပျောက်သွားတယ်ယောဂဟာအံ့ဩလိုက်တာနော်ဒါလည်းထူးဆန်းတာပဲအဲ့ဒါကသူတို့ရွာမှာအလေကျင့်ဖြစ်နေတယောက်ယောက်ကခြေတော့ခောက်သွားလို့ခြေတော့ကျိုးသွားလို့ပေါင်ကိုက်လို့လာအဲ့ဒါဆူတောင်းပြီးရင်သူ့ကောင်းကြီးပဲတော့ပြန်သွားပြန်ဝန်းလျှောတဲ့လူလည်းလာတယ်နေမကောင်းတဲ့လူကအမျိုးမျိုးလာတယ်ဘယ်သူမှဆေးရုံဆေးကမ်းမတော့ဆေးရုံဆေးကမ်းလည်းမရှိဘူးအဲ့တော့အသိပညာလည်းအင်မတန်နေတာပဲဒါရောက်ဒါယူကိုယုံပြီးတောက်ကြတာပျောက်ကြတယ်စိတ်ထဲမှာတော့သူများအသင်းတော်ဆိုကိုလည်းဘာမှပြုံးကြည့်ပဲကြည့်နေတာဒါပေမဲ့တော်တော်အားရကောင်းနေပဲစိတ်ထဲမှာအဲ့လိုခံစားကျမ်းစာသင်တန်း4ရက်3ရက်စလုံးသူကကတဲ့ချင်ပဲကျွေးကတဲ့ချင်ဆိုင်နဲ့တတရ2ရောက်တော့ဘိုက်ရနာရောဘိုက်ရနာမခံနိုင်အောင်နာဘိုက်ကရင်းပြတော့ပြတင်ငယ်ချင်းငါဘိုက်နာရောအိုးလာခဲ့ဘိုက်ပေါ်မှာလက်တင်းပြီးတော့မှသူကဆူတောင်းပြီးအေးတက်တာလားတကယ်ချင်းနည်းနည်းတော့တက်တာနည်းနည်းတက်တာလုံးပြောက်ရအောင်တဲ့ဟေးကလေးတယောက်ရေယူခဲ့ရေယူပြီးတော့သူ့ခေါင်းကိုလောင်ကျလာသင်တန်း4ရက်သူပြေးလွှားနေဒီခေါင်းကကျလာတဲ့ကြီးကအမဲကြီးတွေပဲအနစ်တွေကြီးပဲတောက်လိုက်တဲ့ငါဘာလို့တောက်မလဲမင်းစားခေါင်းကြီးဟုတ်တယ်တဲ့တို့ရွာမှာဒါဆေးပဲအားလုံးကဒါကိုယုံကြည်ပြီးတော့တောက်ကြတာပျောက်တယ်တဲ့သင်ဦးဆရာရဲ့ခေါင်းကြီးဟာဒုက္ခနော်တောက်ရအောင်လက်ကြီးကမဲတူးနာငါပိုင်ရနာတော့နာတယ်ဒါပေမဲ့မတောက်ချင်ဘူးဟေ့ကောင်ငါတော့မင်းအတင်းသားမဟုတ်တော့ပျောက်ပါမလားစိတ်မပူနဲ့ပျောက်တဲ့ဒီရွာမှာဒါဆေးပဲမလုပ်ပါနဲ့ကွာနောက်ဆုံးကျွန်တော်မတောက်တော့ပြောတော်တော်အားရဆရာတဲ့ဒါတောက်ရင်ပျောက်တာပဲအခုတော့သူများသူ့ကိုထမ်းပြီးတော့မှဟိုးမော်မြိုင်ပို့ရတယ်မော်မြိုင်ရောက်မှပဲဆေးထိုးပါညာနဲ့တက်တာသွားတယ်သူဟာလည်းမတောက်တော့ဒါပေမဲ့အံ့ဩစရာကောင်းတာအဲ့သင်းဦးဆရာရဲ့အိတ်ထဲမှာစာတစ်စောင်ရှိတယ်အမြဲတမ်းထည့်ထားဘာလဲဆိုဤဆရာသည်နော်ကျွန်ုပ်တို့အသင်းတော်ရဲ့နော်သင်းဦးဆရာဖြစ်ပါသည်သူသွားလာတဲ့အခါမှာတဏှာရမှာဘုံတော်ဝင်စားခဲ့ရင်တဲ့သူ့ရဲ့ခန္ဓာကိုယ်အလောင်းကိုပြန်ပို့ပါအသင်းတော်ပိုင်ဖြစ်ပါလေ။အိုးအောက်ကမှတ်ချက်အကယ်၍ခက်ခဲလို့ပြန်မပို့နိုင်ခေါင်းဖြတ်ပြီးပို့လိုက်ပါ။ဘာဖြစ်ဆိုဒီခေါင်းရည်ကိုတောက်ရရင်သူတို့ယောဂပျောက်တယ်လို့လုံးဝယုံကြည်တယ်။ယုံကြည်တဲ့အတိုင်းပျောက်တယ်ကွာ
ယုံကြည်ခြင်းတော့ဘလောက်အံ့ဩစရာကောင်းတယ်ဒီဆရာကြီးကိုယုံတာကျွန်တော်တို့စာသူတို့ထက်လည်းအများကြီးတတ်တယ်ကျွန်တော်ကပြောမယ်ဆိုသူနဲ့ရှင်ကျွန်တော်ရုပ်လည်းပူချောဒါပေမဲ့အမေရိကပြည်ကျွန်တော်မရောက်ဘူးဒီဆရာကအမေရိကပြည်ရောက်တယ်အံ့ဩစရာဘာလို့အမေရိကပြည်ရောက်လဲဆိုသူ့အသင်းသားတချို့ကစာမတက်လို့ဒီလိုဖြစ်တယ်လို့အောင်းမိတော့လေတချို့ကဟိုးဗာလေကက်မဒီမှာတွားပြီးတော့မှစာတက်လာကြတယ်နိုင်ငံခြားရောက်သွားတယ်ဟိုးဗာလေဆန်ဖရန်စစ္စကိုနားမှာဗာလေဟိုကွန်ပျူတာလုပ်တဲ့နေရာဆီလီကွန်ဗယ်လီလာအဲ့ဒီနေရာမှာတွားပြီးတော့အလုပ်လုပ်တာစာတက်မှတာအဲ့ဒီလူတွေဟိုမှာနေမကောင်းဖြစ်ဆေးတော့မပြောက်ဘူးတဲ့အဲ့နဲ့သူတို့ဆရာကိုပြောတယ်ဆရာကြီးကျွန်တော်တို့ကိုနော်ဒယ်လီနဲ့ခေါင်းရည်ပို့ပါအော်အိုးစရာဘလောက်ကောင်းလဲဆိုတစ်နှစ်ကို2ကန်လန်လောက်ပို့ရတယ်အဲ့ဒါခေါင်းရည်သူတို့ရဲ့ယုံကြည်ခြင်းကအဲ့ဒီလိုမျိုးအားရပါရကိုယုံတာသူဆရာကိုလည်းနောက်တော့ပို့လို့ခက်တဲ့ဆရာကိုဖိတ်ခေါ်ဆရာသွားတရားဟောတာမဟုတ်ဘူးခေါင်းရည်ကြီးကိုယူလာတော့ရောက်တဲ့နေရာမှာခေါင်းရည်ပဲလောင်းပြီးတော့ဆရာကြီးအဲ့ဒါကဘာလဲဆိုယုံကြည်တာနော်ကျွန်တော်တစ်သက်လုံးသွားလာတဲ့အခါမှာဒီယုံကြည်ခြင်းမျိုးမတွေ့ဘူးဒုတိယတစ်ခုကတော့ဘာလဲဆိုရင်မျော်လင့်ခြင်းနဲ့သွားဖို့ဖြစ်တယ်ကြည့်လိုက်တော့မျော်လင့်ခြင်းမရှိတော့ဘူးလားရှိပါတယ်ဘုသူစီမှာရှိလဲခရစ်တော်စီမှာပဲရှိတယ်မျော်လင့်ခြင်းကဘုသူစီမှာပဲရှိလဲခရစ်တော်စီမှာပဲရှိတယ်တချို့အသင်းသူအသင်းသားတွေဘလောက်တောင်မျော်လင့်ခြင်းအားကြီးလဲကျွန်တော်တို့အရှုံးပေးရနော်အမှုတော်ဆောင်တွေတင်းအောင်ဆရာတွေတောင်မှမနိုင်တဲ့နော်မျော်လင့်ခြင်းမျိုးသူတို့ရှိတယ်အင်တမတီဆောက်ဆရာဖြစ်ပါတယ်အိုးလွယ်ကော်မြို့ကိုကျွန်တော်ရောက်သွားအဲ့ချိန်တော့တယ်လီဖုန်းမပေါ်သေးဘူးတယ်လီဖုန်းပေါ်ခါစားပေါ့နော်စမတ်ဖုန်းတွေမရှိဘူးဒီများ keypad တွေပဲရှိတယ်အဲ့ keypad အလုံးတွေကိုအလုံးနေရလောက်ဝေပြီးတော့မှဆိုင်ဖွင့်တဲ့ကလေးတယောက်တွေ့ကျွန်တော်တွေ့တာအဖိုးကြီးရဲ့နတ်ဖန်ကြရင်ကျွန်တော်ရတဲ့တယ်လီဖုန်းဆိုင်ဖွင့်မယ်ဟာဟုတ်လားတို့လည်းအဲ့တော့တယ်လီဖုန်းမမြင်ဘူးတော့တွားကြည့်တော့သူ keypad တွေကလုံးလေးတွေအညိုရောင်လေးတွေဟာချစ်စရာလေးပဲတချို့လည်းအဖြူရောင်လေးတွေအဲ့ဒါဘာလို့တာတော့တယ်လီဖုန်းရောက်မှာတဲ့ဒီတယ်လီဖုန်းကနော်မြန်ကုန်မှဖြစ်မယ်ကျွန်တော်အမေကအရင်ကြီးထုတ်ပေးတာတယ်လီဖုန်းဆိုင်လွယ်ကောမှာဘယ်သူမှဖွင့်သေးဘူးကျွန်တော်ပထမဆုံးဒီဆိုင်ပေါ့လေအဲ့ဒါလေးဖွင့်တော့အဲ့ဒါဆူတောင်းပြီးမြန်ကုန်အောင်ဆူတောင်းတယ်ဖျားခင်ကျွန်တော်လည်းမသိဘူးဒီဥစ္စာကြီးတယ်လီဖုန်းလို့ပြောတာနော်ကိုလည်းမမြင်ဘူးသွားကြိုက်ကြည့်တော့ဟုတ်တယ်လုံးကလေးချစ်စရာလေးဖွင့်ကြည့်လိုက်ရင်ခလုတ်နှိပ်ရင်ခေါ်လို့ရတယ်အံ့ဩစရာကောင်းတယ်နော်ကဲအဲ့ဒါနဲ့ဆူတောင်းဖျားခင်မြန်ကုန်အောင်ဆူမစားပါသူအဒီစီဝိုင်းကိုစားလို့တဲ့အိမ်ပြန်လာမိုးတော်မလင်းသေးဘူးအဲ့ကလေးကရောက်လာပြီးတော့ငိုပါလေရောဟဲ့ဘာဖြစ်လို့တော့လို့ဆရာကြီးဘယ်လိုဆူတောင်းပေးလိုက်လဲညတခိုးခိုးတာကုန်သွားတခိုးခိုးတာကုန်ဒုက္ခနော်အေးငါလည်းပြန်စဉ်းစားကြည့်ဖျားခင်မြန်ကုန်အောင်မစားပါဆိုမစားရတာတခိုးခိုးတာကုန်ဘယ်လိုလုပ်မလဲအမေရင်းနှီးပေးထားတဲ့ဥစ္စာတဲ့ဒါပျောက်သွားလို့မဖြစ်ဘူးပျောက်သွားလို့မဖြစ်လဲပျောက်ပြီလေဘယ်လိုလုပ်မလုပ်တော့ဟေးကောင်ရဲစကန်သွားတိုင်ကြည်စမ်းဆရာကပြောတာရဲစကန်သွားတိုင်သူကမသွားတိုင်ဘူးတဲ့ရဲစကန်လည်းမတိုင်ရဲဘူးတဲ့အဲ့ဒါကြောင့်မလို့ပြန်ဆူတောင်းပေးတယ်ဘယ်လိုဆူတောင်းပြန်လဲဖျားခင်ပြန်ပို့ပေးတခိုးရတယ်ဆိုကဖျားခင်ပြန်ပို့အောင်မလားနော်လူအနေနဲ့စဉ်းစားပြန်ပို့မယ်ထင်လားလုံးဝမရဘူးကျွန်တော်လည်းအခုခံဘူးတော့သိတယ်ဘယ်တော့မှပြန်မရဘူးဘယ်ဥစ္စာမဆိုအဲ့ဒါကိုပြန်ပို့ပေးအောင်ဖះဆူတောင်းပေးသူ့အားနာလို့ဆူတောင်းပေးတာစိတ်ထဲကတော့မရတော့ဘူးဒါပေမဲ့သူကမျောလင့်ခြင်းကတအားဖះခင်ကကျွန်တော်ကိုပြန်ပေးမှာပဲဖះခင်ကျွန်တော်ကိုပြန်ပေးမှာပဲသူကတော့အဲ့လိုမျိုးမျောလင့်ပြီးတော့ဆူတောင်းခိုင်းကျွန်တော်မှမနာရဘူးသူ့တယ်လီဖုန်းအလုံးနဲ့ရအတွက်ဆူတောင်းပေးလိုက်ရတာသူပြန်သွားတယ်1ရက်နေတယ်မရဘူး2ရက်နေတယ်မလာဘူး3ရက်နေကျွန်တော်ပြန်တော့မယ်ရန်ကုန်ဆိုအဖို့နောက်ဆုံးဆူတောင်းပေးဦးနဲ့ဒုက္ခပဲတော့ကျွန်တော်ဆူတောင်းမှားလို့ပဲသူ့ဟာကြီးကုန်တယ်လို့ဖြစ်နေတော့အဲ့ဒါဒီကွာဖျားခင်ပြန်ပေးနော်ဖျားခင်ပြန်ပေးပါကျွန်တော်စိတ်ပါသွားတယ်ဘာဖြစ်လို့လဲသူ့ရဲ့မျောလင့်ခြင်းကိုကြည့်ပြီးတော့မှစိတ်ပါအိုးဖျားခင်ပြန်ပေးတော့ကျွန်တော်လည်းဒီမှာလာနာမည်ပြက်ပြီဖျားခင်နော်မစားပါဆူတောင်းအဲ့နဲ့သူအိမ်ပြန်သွားလမ်းမှာကြားကလေးတွေကျွန်တော်လိုပဲတယ်လီဖုန်းမမြင်ဘူးတဲ့လူတွေနေမှာပေါ့နော်အဲ့ဒါခါရအဲ့ခိပဲအလုံးနဲ့အဖြူအညိုလေးတွေထဲဘလော့ဒိုးလို့ပြစ်ကစားတာတွေ့ဟာသူကဟဲ့ဒါနေလို့ဘယ်ရလဲဟိုဆိုင်ကလေးတဲ့တကားမပိတ်ထားဘူးတဲ့
doအောင်မေလို့ဂုံညင်းတို့အောင်မေလို့ကလေးရသွားယူတော့လမ်းမှာတင်ပြီးတော့ဆော့တာအမလေးအိုးစရာကောင်းလိုက်တာအမှန်တော့သူလဲပေါ်ပေါ်ဆဆတကားမပိတ်ပဲနဲ့ပြန်သွားချင်တယ်ကလေးကဆော့တာ2ရက်3ရက်ရှိပြီသူအခုမှသွားတွေ့တော့ဟဲငါဥစ္စာပြန်ကောက်အလုံး200တလုံးမှမရုံအပြည့်စုံပြန်ရဒါပေမဲ့ဒိုးလို့ဆော့ထားတော့အားလုံးကွဲကုန်အကောင့်တော့ပြန်မရသူကပြောပြအဖိုးကပြန်ရအောင်ဆူတောင်းပေးတာအကောင့်တိုင်းပြန်ရအောင်မတောင်းပေးပဲနောက်မှပဲတောင်းတော့မယ်ပြန်တော့မယ်ပြန်လာခဲ့ရတယ်အခုတည်းကလွယ်ကော်မျိုးလည်းမသွားတော့နော်ဘာဖြစ်တော်လေးကိုတော့အဆက်ကွဲခဲ့ရဆူတောင်းတယ်ဖျားခင်တော့မြန်ကုန်အောင်ဖျားခင်မဆပါဖျားခင်မဆတယ်ကုန်တာပဲနော်ဖျားခင်ပြန်ပေးပါလေအကောင့်တိုင်းပြန်ပေးပါလို့ပြောရမှာမပြောမိဘူးဒါကြောင့်ဖျားခင်ကနော်တိကျတယ်ကျွန်တော်တို့ဖျားခင်ကနော်စကေကြိုက်တဲ့ဖျားခင်ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဒုတိယကတော့မျောလင့်ခြင်းနဲ့သွားပါကိုယ့်ရဲ့မျောလင့်ခြင်းကိုလည်းအသေးချာပြောပြပါဖျားခင်ကတတ်နိုင်တဲ့ဖျားဖြစ်ပါတယ်နော်နောက်ဆုံးတစ်ခုကတော့ချစ်ချင်းမေတ္တာနဲ့သွားပါနော်ဝိတိုရိယဘုရင်မကြီးအသက်18နှစ်မှာဘုရင်ထီတန်းကိုအုပ်စိုးရတယ်အင်္ဂလန်နိုင်ငံကအင်္ဂလန်အင်ပါယာကြီးပါအုပ်စိုးရ18နှစ်ဒီမင်းကလေးကဘယ်လိုလုပ်ပြီးတော့မှတိုက်ပြည်အုပ်ချုပ်နိုင်မလဲနော်လူတွေကအထင်သေးတယ်ပါလီမန်ကလွတ်တော်အမတ်တဲ့မြဲဘုရင်မကြီးဘယ်လိုလုပ်ပြီးတော့မှဒီတိုင်းပြည်ကိုအုပ်ချုပ်မယ်လို့စိတ်ကူးထားလေဘုရင်မကြီးကကျမ်းစာအုပ်ကိုထောင်ပြတယ်ငါကဒီအင်ပါယာကြီးကိုနှုတ်ကပတ်တော်အားဖြင့်ချစ်ချင်းမေတ္တာအားဖြင့်အုပ်ချုပ်မယ်နေမဝင်အင်ပါယာနော်ဘလောက်ကောင်းတဲ့စကားတစ်သက်လုံးမမေ့အပ်တဲ့စကားဖြစ်တယ်နှုတ်ကပတ်တော်အားဖြင့်ချစ်ချင်းမေတ္တာအားဖြင့်အုပ်စိုးခဲ့တဲ့ဘုရင်မကြီးသူများရဲ့တခြင်းဆိုတဲ့ God save the queen နော်ဘုရင်မကြီးကိုဖျားသခင်ကယ်မပါစေဘလောက်ကောင်းတဲ့အတူယူတယ်ကျွန်တော်တို့ဒီကနေ့ချစ်ချင်းမေတ္တာမရှိရင်ရန်ဖြစ်တယ်ချစ်ချင်းမေတ္တာမရှိရင်တယောက်နဲ့တယောက်ကြိတ်ကြတာပဲအဲ့တော့ချစ်ချင်းမေတ္တာနဲ့သွားပါသူများရဲ့ကြိတ်ရှင်ကြိတ်ပါစေတို့ကခရိယန်ဖြစ်တယ်ဘုရားခင်ရဲ့သားသမီးဖြစ်တယ်ယုံကြည်သူဖြစ်တယ်ကျွန်တော်တို့ချစ်ချင်းမေတ္တာနဲ့သွားရအောင်ဘုရားခင်ကချစ်ချင်းမေတ္တာဖြစ်တယ်အဲ့တော့ပြောချင်တဲ့အရာကတော့နော်ချစ်ချင်းမေတ္တာအရေးကြီးတဲ့အရာဖြစ်တယ်ဒါကြောင့်မေတ္တာနဲ့သွားဖို့ရန်ဖြစ်ပါတယ်ချစ်ချင်းမေတ္တာဘုရားခင်ရဲ့မေတ္တာဘလောက်အံ့ဩလဲကျွန်တော်တို့အရောက်စီတိုင်းတို့ကိုနော်ဘုရားခင်ကမေတ္တာနဲ့လွှမ်းခြုံတယ်ချစ်တယ်တဲ့ခုနကတော့ကျွန်တော်တို့တီးဆိုတဲ့ဂုဏ်တော်တခြင်းဘလောက်ကောင်းလဲဒီတခြင်းအတိုင်းမှာပဲဘုရားခင်ရဲ့ချစ်ချင်းမေတ္တာထိုနည်းတူတာကျွန်တော်တို့လည်းချစ်ချင်းမေတ္တာနဲ့သွားရမှာဖြစ်ပါတယ်ကျွန်တော်တကယ်ချင်းတယောက်ရှိရဲ့နယ်လီလို့ခေါ်တက္ကသိုလ်ကအတူတူငါတို့ကျောင်းနေလာကြနော်ကျွန်တော်စာရေးတော့လဲကျွန်တော်ကလောင်နာမယ်ဒီပါဒီရွေးပေးကျွန်တော်အင်မတန်မှချစ်ခင်တဲ့သူဖြစ်တယ်သူအိမ်အောင်ကြာသွားတဲ့ခါသူ့ယောက်ျားကသင်္ဘောပေါ်မှာအလုပ်လုပ်ပြန်မလားနော်သူ့သားလေးဆရာဝန်နေတကလက်ဆေးကုပြန်မလားသူ့သမီးလေးဟိုးပါတဲ့မလေးရှားမှာသွားအိမ်အောင်ကြာပြန်မလားသူကရန်ကုန်မြို့တဲ့တိုက်ခန်းမှာသူတယောက်တည်းပဲသူပြောတယ်ဘာမှအတိတ်ပဲမရှိဘူးတဲ့အိမ်အောင်ပြုတ်တာလေတဲ့နောက်ဆုံးတော့ကိုယ့်ကိုတယောက်တည်းပဲနေရတယ်တဲ့ပွားစီနဲ့ပြောသူတကယ်ရင်တယောက်ကဘလို့သွားမြောက်ပေးလဲဟဲ့နေအဖော်ရအောင်ငါပေးမယ်ဆိုမှတခါတည်းခွေးလေးတကောင်ဝယ်ပြီးသူ့ကိုပေးလက်ဆောင်ပေးအဲ့ဒီခွေးလေးရောက်တဲ့နေရာစားပြီးသူမပြင်းအားတော့ဒီခွေးအင်ကြီးဝတ်ဖို့ဒီခွေးထမင်းစားဖို့ဒီခွေးဤပါဖို့ဒီခွေးကိုရေချိုးပေးဖို့အရန်အလုရှုပ်သွားအလုရှုပ်ပေးမလဲသူပြောတယ်ဘာဖြစ်လဲသူအဖော်ရှိအဲ့တော့ဒီခွေးလေးနဲ့အတူအဲ့ဒီခွေးနဲ့အတူသွားတနေ့ကျတော့သူကဘာပြောတငယ်ချင်းကအိမ်ကိုလာခဲ့ပါဦးဖျားရှိခိုးခြင်းလို့အေးဟုတ်ပြီရှိခိုးမယ်ကျွန်တော်သွားအဲ့ခွေးတကောင်ကကျွန်တော်တွေ့ဟီးဆိုမှန်ဖြစ်တယ်အဲ့ကျဟဲ့နေလေးနေခွေးကိုကြည်အောင်ငါ့ကိုကိုက်နေဦးမယ်ဆိုတာသူကစိတ်ဆွဲဘာလို့ပြောလိုက်တာလဲဟင်ဘာဖြစ်လို့လဲခွေးမဟုတ်ဘူးဘေဘီအဲ့ဒါအော်ဒုက္ခဘေဘီအော်ခွေးမဟုတ်ဘူးဘေဘီဆိုတာကိုကဘယ်လိုပြန်ပြောမှန်းတော့မသိဘူးဘေဘီငါ့ကိုကိုက်မယ်လို့ပြောရမလားနော်ကြည်နေတဲ့ခါကျတော့ဘေဘီတဲ့အဲ့ဒါတဲ့ခွေးမဟုတ်ဘူးနင်စကားပြောကြည့်ပြောတယ်အော်အေး तू อ่ะဆူတောင်းမလဲခေါ်သေးတယ်ဟိုရောက်တော့တင်းအောင်ဆရာကို तू อ่ะဥအောင်လှမ်းတုပ်တယ်နော်ဒါပေမဲ့ကိုပြောတာမှန်တယ်သူ့စိတ်နှလုံးထဲမှာအဲ့ဒါခွေးမဟုတ်တော့ဘူးသူ့ရဲ့အိမ်သားဘေဘီခါရဲဆူတောင်းတဲ့အခါဘေဘီအတွက်လည်းဆူတောင်းအော်ဟုတ်ကဲ့ပါနော်အဲ့တော့သူ့ရဲ့ယောက်ျားတွေသူ့ရဲ့သားသမီးတွေအเจ้าကိုမဆူတောင်းခင်ဘေဘီကိုရင်ဆူတောင်းနော်ဘေဘီကျမ်းပါပါစေဘေဘီနေကောင်းပါစေပေါ့6လလောက်ကြာတော့ငိုတိုင်းနဲ့ဖုန်းဆက်တယ်
တငယ်ချင်းလာခဲ့ပါဦးအိမ်သားတယောက်ဆုံးသွားတယ်ပြေးသွားကြည့်ရတာသူယောက်ျားပဲတည်လားသူသားသမီးတည်လားပြေးသွားဟိုရောက်တယ်ဘယ်ဟုတ်မလဲဟိုကောင်းတည်လားဘယ်လိုဖြစ်လဲဘေဘီလေးဖျားခေါ်သွားပြီအော်အေးဖျားခေါ်သွားရင်ဘေဘီဖျားခေါ်လဲခေါ်ဖို့ဘယ်တတ်နိုင်နော်လာကြည့်ပါဦးနဲ့ဆိုသွားကြည့်ရအခန်းထဲမှာပြင်ထားခေါင်းသေးသေးလေးထဲမှာအဲ့ဒီကောင်ပက်လက်လာပက်လက်ပြီးတော့လက်ကိုလည်းသူကခြိထားခြေတော့လည်းခြိထားအပေါ်မှာပန်းကလေးလှုပ်ထားကြည့်တော့အေးနော်ကြောက်သွားတယ်ဘာဖြစ်လို့ကြောက်လဲသိလားတင်းဦးဆရာလှုပ်တယ်ကွာလူသေးတာအများကြီးတွေ့ဘူးလေလူတွေအိမ်ပက်လက်လာနော်ရင်ပတ်မှထားမြင်ဘူးနေကြမကြောက်ဘူးဒါပေမဲ့ဒီကောင်ကြီးကြည့်တော့ကြောက်နော်မထော်မနှမ်းကြီးတာရနော်ဆိုတော့ကြည့်တော့အင်ဂျီတွေပိုင်းတော့ဝတ်ထားတယ်သူလည်းပဲခွေးကုတ်အင်ဂျီတွေပိုင်းနဲ့အဲ့တော့သူပက်လက်လာတော့သူကတော့ငိုရှုံနဲ့ငိုကျွန်တော်ပြနေဟာရကြောက်เสียကြီးတယ်ဒါပြောဘာဖြစ်လို့လဲနေဟာရငါတခါမမြင်ဘူးဒီလိုမျိုးမိုးချိုးပြင်းဘယ်နဲ့လုံးမိုးချိုးပြင်းမှကြောက်လို့အဲ့ဒါပြအမလေးမိုးချိုးပြင်းကောင်းတယ်တဲ့ဘာဖြစ်လို့လဲဘီဘီနဲ့ငါကူကောင်းကင်နိုင်ငံဝင်ရမှာပေါ့သူ့နားမှာမနေရဘူးနည်းနည်းနောက်ဆုတ်ရဘာဖြစ်လဲမိုးချိုးပြင်းငါပါမှာဆိုလို့ကျွန်တော်တော့အပြစ်မခံနိုင်ဘူးလို့အဲ့ဒါနဲ့သူကငိုတယ်နော်သူဝမ်းနေတယ်ချစ်တာကိုနော်ချစ်ချင်းမြတ်တာအော်ဆရာအဲ့တော့ဘေဘီလေးကိုတဲ့ရေဝေးမှာသင်ကြမယ်သွားတဲ့ခါကျတော့ရေဝေးကလက်မခံဘူးတဲ့လူပဲလက်ခံတယ်လေဟာငိုပြန်ရောနင်တို့ရတဲ့နင်တို့ဆရာဓမ္မတွေကမကောင်းဘူးအရှင်းတန်းခွဲဟိုကိုယ်လည်းပဲအရှင်းတန်းရောက်ကုန်လည်းမသိတော့ဘူးဒါပေမဲ့ကိုယ်တင်ငယ်ချင်းကိုအရန်ချစ်ခင်တယ်လို့ဆိုတော့သူပြောရင်လည်းနားထောင်အဲ့နဲ့ပြန်လာနောက်ဆိုအင်းစိမ်မှာပဲကူလေးလို့အဲ့အကောင်အဲ့သူဘေဘီကိုထည့်လဲထည့်ရောနောက်ဆုံးတော့ဝတ်ဘုရားရှိခိုးပေးတယ်ဟာငါမလုပ်တတ်ဘူးလို့ကြီးနဲ့ကြောက်လာတယ်သူကတော့အရန်ချစ်တဲ့အတွက်ကြောင့်တကယ်ပဲသူ့သားသမီးလို့ဖြစ်ပြီးတော့တကယ်ပဲသူကနော်လှုပ်ဆောင်ပြီးနောက်ဆုံးတော့ဝတ်တယ်တဲ့ဒီဟာယူကိုကောင်းကြီးပေးရမှာလဲခက်နော်တချင်းဆိုပြရမှာလဲခက်အဲ့တော့လုံရင်တော့တဖြည်းဖြည်းနဲ့ကိုကတော့ခွေးဆရာဖြစ်တော့မှာပဲလူဆရာတော့ဖြစ်မှာမဟုတ်တော့အဲ့နဲ့သူပြောတယ်တကယ်ချင်းခွင့်လို့ငါဒါကျမ်းစာကျောင်းမှာမသင်ခဲ့ရဘူးကျမ်းစာကျောင်းမှာလူပဲသင်ရတာနော်အဲ့ဒါမပါဘူးလို့ဆိုတာသူကစိတ်ဆိုးတာကျွန်တော်မခုံအဲ့နဲ့ကျွန်တော်လည်းကြောက်နဲ့ပြက်လာနောက်တော့သူကသူပဲတခြားဆရာတစ်ပါးခေါ်ပြီးတော့မှအဲ့ဆရာတစ်ပါးလည်းဘယ်လိုဖြစ်ပြီးတော့သွားလှုပ်တာလဲကျွန်တော်လည်းမလှုပ်တတ်ဘူးနော်အေးဒီခါလည်းသူထဲသူကျင်းတာငိုကြွေးတယ်နော်အောင်မေပွဲလှုပ်တယ်ကျွန်တော်ခေါ်တယ်မအားဘူးပြောရတယ်ဘာပြောဆိုအဲ့ဒါဆက်လို့ကိုလည်းခွေးဆရာဖြစ်အေးဖော်ပြချင်တာသူရဲ့ချစ်ချင်းမြတ်တာတရိษံပဲခွေးပဲတို့တော့တကက်သားသမီးလို့အိမ်သားလို့ချစ်တာဒီနေ့ဘုရားသခင်ကကျွန်တော်တို့အဲ့လိုချစ်တာဘုရားခင်အဲ့လိုချစ်တာတကယ်တော့ကျွန်တော်တို့ကဖန်ဆင်းခံတဲ့သူတွေပဲမြေကြီးကလာတဲ့မြေမုတ်ပဲသို့တော့ဘုရားခင်ကတန်ဖိုးထားလို့ခုနကျွန်တော်တို့ဆိုတဲ့နော်ဘုံမလေးဆိုတဲ့တခြင်းတရားလို့လက်ဝါးကားတိုင်းပေါ်ကစီးစင်းတဲ့သွေးနဲ့ကဲတင်တာဘလောက်ကောင်းမြတ်လဲဘုရားခင်ကသူ့ရဲ့ချစ်ချင်းမြတ်တာကိုဖော်ပြတယ်လို့ဒီနေ့ကျွန်တော်တို့ချင်းလည်းပဲချစ်ရမှာဖြစ်တယ်ဒါကြောင့်2024ခုနှစ်မှာကျွန်တော်တို့ဒီနေ့လိုက်နာဖို့အရာအကြောင်းကမချူပဲပထမတစ်ခုကဘုရားရဲ့ကောင်းမြတ်ခြင်းကိုဝန်ခံဖို့နောက်တစ်ခုကတော့ကျွန်တော်တို့ဘုရားသခင်ကောင်းကြီးမင်္ဂလာကိုယူဖို့ဖြစ်ပါတယ်အဲ့ဒါကိုတခြားအရာနဲ့မလဲပါနဲ့2024ခုနှစ်မှာကျွန်တော်တို့ဟာစိတ်နှလုံးတကားကိုဖွင့်ဖို့လိုပါတယ်အဲ့ဒီနှလုံးသားတကားကိုဖွင့်ပြီးတဲ့အခါမှာ3မျိုးနဲ့သွားဖို့နံပါတ်1နော်ကျွန်တော်တို့ယုံကြည်ခြင်းနဲ့သွားဖို့နံပါတ်2ကတော့ကျွန်တော်တို့နော်မျှော်လင့်ခြင်းနဲ့သွားဖို့နောက်ဆုံးမှာတော့ချစ်ချင်းမေတ္တာနဲ့သွားဖို့ဖြစ်ပါတယ်ချစ်ချင်းမေတ္တာသာလျှင်အောင်နိုင်တော့အရာဖြစ်သောကြောင့်ဒီနေ့ကိုတော်ချစ်သည့်ဤသူအချင်းချင်းကိုလည်းချစ်ဖို့ရန်သူကိုပင်လင်ချစ်ဖို့နော်အားပေးပါတယ်ကြားနာတဲ့သူအရောက်စီတိုင်းပေါ်မှာဘုရားကောင်းကြီးရှိပါစေနော်နောင်
ไดมุงกาเพมตัดมุเสรยังไลเชกโลไอคุณนาศาสนากโลนางนันคำลาลูวาซอนมันนางว่าคำลาลูครานางไปสกุดยาอูชรานาวุเชก็มตุนมาไขวานนามุงกาคำลามีเวรยังวุเชกไอดีโฮสานาละไงละไงมลีมงากรุเรไดเพสกลงปองยานาไง H O S A N N A ละไงละไงมลีมงากรุเรโฮสานาละไงละไงมลีมงากรุงุนากาบางจังชราก็ครั้งว่าไซกนิ่งเรเมโลมกำชามามรังจีจูเดชานันเทคิครั้งไรครูใจได้ก็นันเทก็นันไรริสาคงพอคงขาชาไรไงยูมันดันไรก็คงขาชนะเขาไงสุนัยกูขันไอก็สกุลาสอตุงทางเราก็จางไง